အချိန်တွေဟာမြစ်တစင်းလိုစီးဆင်းသွားခဲ့ပါပြီ။လွန်ခဲ့တဲ့10နှစ်နဲ့2014ဘရာဇီးမြေပေါ်မှာကဘာကြီးကိုကိုင်လုတ်ခဲ့တဲ့ကောင်လေးဟာအခုတော့အသက်34နှစ်အရွယ်ရင့်ကျက်တည်ငြိမ်တဲ့စစ်သူကြီးတဦးဖြစ်နေခဲ့ပါပြီ။2026ကမ္ဘာဖလားပြိုင်ပွဲဟာသူ့ရဲ့နောက်ဆုံးတခြင်းတစ်ပုဒ်ဖြစ်တယ်လို့ကိုလံဘီယာဘောလုံးသမိုင်းစာမျက်နှာကိုရွှေမြင်နဲ့ရေးထိုးဖို့နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါတယ်။သူဘာတွေလုပ်ပြနိုင်အောင်မလဲ။အများစုကမေးခွန်းထုတ်ကြပါတယ်ကလပ်အသင်းတွေမှာပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့အရန်ကစားသမားတစ်ယောက်ဒီလောက်ကြီးမားတဲ့ကမ္ဘာစက်ခုံထက်မှာအရင်လိုတောက်ပနိုင်ပါဦးမလားဆိုပြီးတော့ပေါ့ဒါပေမဲ့ကလပ်မှာအရန်လက်ရွေးစင်မှာဘယင်းဆိုတဲ့စကားစုဟာဂျမ်စ်ဝါဒိုအတွက်ပဲတီးတန့်ထုတ်လုပ်ထားသလားအောက်မေ့ရပါတယ်ကမ္ဘာဖလားခြေစမ်းပွဲတွေမှာမက်ဆီအပါအဝင်တောင်အမေရိကရဲ့ထိပ်ပြီးဖန်တီးရှင်တွေကိုကြော်ဖြတ်ပြီးဂိုးဖန်တီးမှု9ကြိမ်နဲ့အာစစ်အများဆုံးဘယင်းဖြစ်ခဲ့တာကပဲသူ့ရဲ့သက်သေပါပဲသူ့ရဲ့ခြေထောက်တွေကအရင်လိုမမြန်တော့တာမှန်နိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့အုံနောက်နဲ့ကွင်းလယ်အမျော်အမြင်ကတော့ပိုပြီးဆူရှာလာခဲ့ပါပြီနီးပြလိုရန်ဇိုကသူ့ကိုခံစစ်တာဝန်တွေကနေကင်းလွတ်ခွင့်ပေးပြီးကွင်းလယ်ရဲ့ဆုံးငုံဝေတူလို့စိတ်ကြိုက်ချဲလဲခွင့်ပေးထားပါတယ်လူးစ်တဲတို့လိုအပြေနှုံကောင်းမွန်တဲ့တိုက်စစ်တောင်ပန်တွေရှိနေတဲ့၍ဂျိမ်းစ်ရဲ့ခြေဖျားကထွက်သွားမဲ့စင်တီမီတာမလွဲသရိုဘောတွေကပြိုင်ဘက်ခံစစ်တွေကိုစုပ်ဖြဲပစ်ဦးမှာတေချာပါတယ်ပွဲအဖြေကိုတစ်ချက်တည်းနဲ့ပြောင်းလဲနိုင်တဲ့ဘယ်ချေပြစ်ဒဏ်ဘောတွေကလည်းကိုလံဘီယာအတွက်အန္တရာယ်ရှိဆုံးလက်နက်ဖြစ်နေစေပါဒီပြိုင်ပွဲမှာဂျေမန်အနေနဲ့ကိုလံဘီယာဘောလုံးသမိုင်းရဲ့အထွတ်ထိပ်အေဂရစ်အဖြစ်စံချိန်စိုက်ထူဖို့ရှိနေပါတယ်ပထမဆုံးအနေနဲ့ကမ္ဘာဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်ကိုလံဘီယာအသင်းအတွက်ပွဲအများဆုံးကစားသမားစံချိန်တူကွင်းအတွင်းခြေချလိုက်တာနဲ့တပြိုင်နက်ဝါရင်လူကြီးတွေရဲ့စံချိန်ကိုချိုးဖျက်ပြီးသမိုင်းသစ်ရေးထိုးတော့မှာပါဒါတွေမကသေးပါဘူးပိုပြီးကြီးကျယ်ခမ်းနားတဲ့စံချိန်တစ်ခုရှိပါသေးတယ်ကိုလံဘီယာအသင်းသမိုင်းတစ်လျှောက်ဂိုးဖန်တီးမှုအများဆုံးဖြစ်ခဲ့တဲ့စပင်ရွှေဝါရောင်နဲ့ကနဝင်ကြီးကာလော့စ်ဗော်ဒရမ်မာရဲ့စံချိန်ကိုကျော်ဖြတ်ဖို့ဂျင်မန်အနေနဲ့နောက်ထပ်ဂိုးဖန်တီးမှု၄ကြိမ်ပဲလိုပါတော့တယ်ဒါဟာရိုးရိုးစံချိန်မဟုတ်ပါဘူးကိုလံဘီယာဘောလုံးလောကရဲ့ဆယ်စုနှစ်များစွာတရက်ဖူကိုလွှဲပြောင်းယူမဲ့သမိုင်းဝင်အခိုက်အတန့်ဖြစ်ပါတယ်ဂျိမ်းစ်ရိုဒဂစ်ဘာတွေလုပ်ပြနိုင်အောင်မလဲဆိုတဲ့မေးခွန်းရဲ့အဖြေကတော့ရှင်းပါတယ်သူဟာအသင်းကိုကွင်းလယ်ကနေပဲ့ကန်ဥဆောင်မယ်စပီးဆွေကနေဂိုးတွေဖန်တီးပေးမယ်ပြီးတော့သူ့ရဲ့နောက်ဆုံးကမ္ဘာဖလားစက်ခုံကိုကနဝင်ဆန်ဆန်အဆုံးသတ်ပြပါလိမ့်မယ်နံပါတ်1ဆက်ဂျာစီနဲ့ရွှေရောင်ဘဲချီတစ်ဖက်ရဲ့အစွမ်းကိုကဘာကြီးကနောက်တစ်ကြိမ်မြင်းမောကြည့်ရှုရအောင်မှာဖြစ်ပါတယ်သူဟာအသင်းကိုအောင်ပွဲစီပို့ဆောင်ရင်းကိုလံဘီယာဘောလုံးလောကရဲ့ထာဝရအကြီးကျယ်ဆုံးကစားသမားအဖြစ်သမိုင်းတွင်ကျန်ရစ်ဖို့အသင့်ဖြစ်နေပါပြီ။